ကဲမိတ်ဆွေများအားလုံးမင်္ဂလာပါနော်ပြောချိုအပြောကောင်းတယ်စိတ်တဘောထားလည်းကောင်းတယ်ငွေကြေးလည်းကန်ကောင်းစေတယ်နံပါတ်တွဲလေးနှစ်တွဲအကြောင်းကိုအခုဒီဗီဒီယိုဖိုင်လေးနဲ့မျှဝေပေးလိုက်ပါမယ်နော်ဒီနံပါတ်တွဲလေးတွေကတော့4224 6446ဆိုတဲ့နံပါတ်တွဲလေးတွေပါပဲနော်ဒီနံပါတ်တွဲလေးဒါမိတ်ဆွေတွေရဲ့ဖုန်းနံပါတ်ထဲမှာကင်ဆောင်ထားတယ်ဆိုလို့ရှိရင်ပြောဆိုတဲ့နေရာမှာလည်းခြုတာတယ်ပြောဆိုတဲ့နေရာမှာလည်းဆွဲဆောင်မှုရှိတယ်အပြောကြောက်လည်းမှုဝင်နေတယ်အပြောကြောက်လည်းလက်ရှိစေတယ်နောက်ပြီးတော့အခြေအိမ်တော်ကြီးမှာဆိုလို့ရှိရင်လည်းအရန်ကိုအားကောင်းတဲ့နံပါတ်တွဲလေးတွေပါပဲเนาะဒီနံပါတ်တွဲလေးဒါကင်ဆောင်ထားတယ်ဆိုလို့ရှိရင်ငွေကြီးလည်းကန်ကောင်းတယ်เนาะလူချစ်လူခင်လည်းပေါ်တယ်သူများတကာမြင်လိုက်တာနဲ့ကိုယ်ကိုဆွဲဆောင်မှုရှိစေတဲ့နံပါတ်တွဲလေးတွေပါပဲเนาะစိတ်တဘောထားလည်းကောင်းသလိုလူများကိုလည်းကူညီတတ်တဲ့နံပါတ်တွဲလေးတွေပါပဲเนาะမေတ္တာရေးနံပါတ်တွဲလေးလို့လည်းခေါ်ပါတယ်เนาะဒီနံပါတ်တွဲလေးဒါမိတ်ဆွေတွေရဲ့ဖုန်းနံပါတ်ထဲမှာကင်ဆောင်ထားတယ်ဆိုလို့ရှိရင်အခုလိုအကျိုးတရားလေးတွေကရရှိစေမှာမလွယ်ပါဘူးเนาะဒီနံပါတ်တွဲလေးဒါပါဝင်နေမယ်နောက်ပြီးတော့ကိုယ်နဲ့တွဲဆက်ထားတဲ့နံပါတ်တွဲလေးတွေကအကုန်လုံးကောင်းတယ်ကင်တဲ့လူနဲ့ကိုက်တဲ့အကျိုးပေးတယ်ဆိုလို့ရှိရင်ဒီနံပါတ်တွဲလေးဒါကင်ထားတယ်ဆိုလို့ရှိရင်ငွေကြေးကန်ကောင်းစီမှာမလွယ်ပါဘူးเนาะကျွန်တော်ကတော့ဖုန်းနံပါတ်အကြောင်းတွေကိုမျှဝေပေးနေတယ်919အောင်မြင်ကြီးပွားဖုန်းနံပါတ်များပေးစီရ919ဖုန်းနံပါတ်ပေးစီရပါเนาะဖုန်းနံပါတ်အကျိုးပေးလေးတွေသိချင်တယ်လို့ပဲဖြစ်ဖြစ်မိတ်ဆွေတွေရဲ့ကင်ဆောင်ထားတဲ့ဖုန်းနံပါတ်တွေမေးမြန်းခြင်းလို့ပဲဖြစ်ဖြစ်နောက်ပြီးတော့အကျိုးပေးနံပါတ်တွေပြောင်းလဲခြင်းလို့ပဲဖြစ်ဖြစ်ကျွန်တော်စီကိုဆက်သွယ်နိုင်ပါတယ်เนาะကဲမိတ်ဆွေများအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေ